အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးချင်တာလေးက Photoshop ထဲမှာ content aware scale ကိုသုံးပြီးတော့ဒီလူပုံလေးမပါဘဲနဲ့နောက်ခံ background ကိုအရွယ်အစားပြင်ပြပါမယ်အဲ့လိုပြင်ဖို့အတွက်ဒီလူပုံလေးကိုဆက်လက်မှတ်ရမယ်เนาะအပေါ်က select menu တွေကမှ subject မှာနှိပ်ပါဒါဆို selection လေးပေါ်လာပြီဒီ selection လေးကိုဘေးလေးနည်းနည်းချဲ့ကျင်တာမို့လို့ select ထဲကမှ modify အဲ့ထဲကမှ expand မှာနှိပ်ပါ expand ဘိုင်မှာ30လောက်ထားလိုက်မယ် okay နှိပ်လိုက်ဒါဆိုကြည့် selection လေးကဘေးလေးနည်းနည်းချဲ့သွားပြီအဲ့လိုဘေးနည်းနည်းချဲ့ပြီးပြီဆိုမှ window menu တွေက channel မှာနှိပ်ပါဒါဆိုဒီ channel panel လေးပေါ်လာရင် channel panel ရဲ့အောက်ခြေကเนาะ save selection add channel လေးမှာနှိပ်လိုက်ဒါဆိုဒီမဲ့ကြည့်ပါကိုယ့်ရဲ့ selection ကို layer map ပုံစံလေးနဲ့ FR1 ဆိုပြီးပြပေးလိုက်မယ်အဲ့လိုပေါ်လာပြီဆိုမှဒီ select ကိုဖြောင်းမယ်အပေါ် select menu တွေကဒီ select မှာနှိပ်ပြီး selection ကိုဖြောက်ပြီး selection ဖြောက်ပြီးပြီဆိုမှအပေါ်က edit menu တွေကမှ content aware scale မှာနှိပ် content aware scale မှာနှိပ်လိုက်ရင်ဒီ transform box လေးပေါ်လာမယ်ဒီ transform box လေးပေါ်လာရင်အပေါ်က product မှာ FR1 ဆိုတာကခုနကကို selection စေခဲ့တဲ့နာမည်လေးကိုပြန်ရွေးရမှာเนาะကိုအရွယ်စားပြင်တဲ့ထဲမှာဒီ FR1 မပါဘူးဆိုပြီးတော့ရွေးထားခဲ့ရမယ်အဲ့လိုရွေးပြီးပြီဆိုမှဒီဘေးက handle လေးကနေ order ဖိပြီးတော့အရွယ်အစားပြင်ပေးပါအဲ့လိုအရွယ်အစားပြင်ပြီးသွားရင်တော့ enter ခေါက်လိုက်ပါဒါဆိုကြည့်ပါလူပုံလေးမပါဘဲနဲ့နောက်ခံ background ကိုပြင်လိုက်တာဟုတ်ပြီနော်